လာပါဇာနီဖူဘောနူအန်ကျဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Manchester City ရဲ့နောက်ဆုံးသတင်းကိုတင်ဆက်သွားပါပါ Manchester City အနေနဲ့ဒါငွေကြေးခြေစလုံးမလို့ပြောရမှာပေါ့နော် Brentford အသင်းရဲ့ဒါရှင်းတက်ရှိမှုတရားကိုသူတို့အနေနဲ့လိုချင်နေကြောင်းဆရာထက်သန်နေကြောင်းစိတ်ပြင်းပြနေကြောင်းဒါ Tim Talk ကဖော်ပြခဲ့ရပေါ့နော်အသက်24နှစ်အရွယ်ရှိပြီဖြစ်တဲ့Brentford တက်ရှိမှုတရားကိုကသူ့ရဲ့ Brentford ကလပ်အသင်းနဲ့တူတာ Premier League မှာ29ဘက်ကစားပြီးတော့18ဂိုးထိသွင်းထားတယ်ပေါ့နော်ဒီရာသီမှာဒီကစားသမားကို Bayern Munich နဲ့ Chelsea အသင်းတို့ကလည်းသူ့ရဲ့လှုပ်ရှားမှုကိုအနီးကပ်စောင့်ကြည့်နေတယ်လို့သိရတယ်ပေါ့နော်ဒါ2024ခုနှစ်ရရင်ဒါ Brentford အသင်းကိုဒါပြောင်းရွှေ့လာခဲ့တဲ့တက်စစ်မှုတရားကိုပေါ့နော်ဒါပြီးခဲ့တဲ့ရက်ကလည်း Brentford အသင်းနဲ့စာချုပ်သစ်ထပ်ပြီးတော့ချုပ်ဆိုထားတယ်ပေါ့နော်2030ဇွန်လအထိကိုမှဒါပြီးခဲ့တဲ့ရက်က Brentford အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုထားတယ်ပေါ့နော်အဲဒီစာချုပ်သစ်ချက်ပြီးချုပ်ဆိုထားတဲ့ဂျာကမှဒါ Manchester City အသင်းရနော်သူ့ကိုလိုချင်နေတယ်သူ့ကိုခေါ်ယူခြင်းနေတယ်ဆိုပြီးသတင်းတွေထွက်ပေါ်နေရပေါ့နော်ဒါသူ့ကိုအမှန်တကယ်ခေါ်ယူမယ်ဆိုလို့ရှိရင်2030ဇွန်လအထိထုတ်ဆိုထားတဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့စာချုပ်ထပ်သိမ်းကြီးတွေမနေ့မတော့ပြီးရမှာပေါ့နော်ဒါပေမဲ့လည်း Man City အနေနဲ့သူတို့လိုချင်တဲ့ကစားသမားကိုသူတို့ရအောင်ယူတတ်တဲ့အကျင့်ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စာချုပ်ထပ်သိမ်းကြီးကိုသူတို့မမှုဘူးပေါ့နော်ဒါငွေကြေးချက်တလုံးမျိုးပဲ AC ပဲသူတို့လိုချင်ရင်သူတို့ရအောင်ယူမယ်ဆိုတဲ့စိတ်နဲ့ပဲဒါသူတို့ခေါ်ယူခြင်းနေရဆိုတဲ့အကြောင်းကိုTim Talkကဖော်ပြခဲ့တယ်ပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်